ခရစ်တော်သည်သူအသင်းတော်ကိုပြင်မထားဘူးသူသားသမီးတွေကိုမိဘမဲ့အနေနဲ့မထားခဲ့ဘူးအခုလည်းပဲတူတယောက်အဖြစ်ဘုရားရှင်သည်အဲ့ဒီတူတယောက်ရဲ့အသံကိုယူပြီးတဲ့အခါသူ့ရဲ့နှုတ်ထွက်စကားတွေကြားသိစေတယ်ဟာလေလုယာဘုရားရှင်ကျွန်တော်တို့အားလုံးကိုချစ်တယ်ဒါကြောင့်ကျွန်တော်တို့ကိုဘုရားရှင်ကနောင်တရစေခြင်းနဲ့ပြောင်းလဲစေခြင်းကျမ်းစာထဲမှာလုကာ15အငယ်9မှာဒီမှာလဲပွဲကျင်းပတာကိုကျွန်တော်တို့တွေ့ရတယ်ရှင်လုကာ15အငယ်9မှာဖြောင်းမ၍နောင်တရเสียမရှိသောသူ69ယောက်၌ကောင်းကင်သားတို့သည်ဝမ်းမြောက်ခြင်းရှိသည်တည်းနောင်တရသောလူစုတစ်ယောက်၌သာ၍ဝမ်းမြောက်ခြင်းရှိကြသည်လူတစ်ယောက်ဟာဆိုးပေမိုက်နေပြီးတော့နောင်တရပြီးဘုရားသခင်ရှိပြန်လာတဲ့ခါမှာကောင်းကင်သားတွေဝမ်းမြောက်တယ်ကျမ်းစာကပြောတယ်လို့ပဲအငယ်30မှာထိုနည်းတူငါဆိုသည်ကဘုရားသခင်ဤကောင်းကင်တမန်တို့သည်နောင်တရသောလူစုတစ်ယောက်၌ဝမ်းမြောက်ခြင်းရှိကြသည်ဒါကြောင့်ဒီနေ့ခရစ်စမတ်ပွဲမှာမူပွဲယူပွဲဆိုပြီးမြင်ခဲ့တွေ့ခဲ့ရလို့ကိုပါရောရောင်ပြီးတော့လုံမိခဲ့သည်ရှိတော့ဘုရားမကြိုက်တဲ့ပွဲမှာပါဝင်မိခဲ့သည်ရှိတော့ခဏနောင်တနဲ့ပြန်လာပါဘုရားသခင်သင်ကိုစောင့်နေတယ်ဘုရားသခင်သင်ကိုယေရှုပြုအဲ့ဒီတော့နောင်တရတဲ့လူပြန်လာတဲ့နေ့ဟာပွဲကျင်းပတယ်ဒါမေတ္တာပွဲပဲအဲ့ဒါခရစ်စမတ်ပွဲပဲအငယ်24မှာငါသားသည်အထက်ကသေ၏ယခုရှင်ပြန်၏အထက်ကပျောက်၏ယခုတွေးပြန်၏အစီပါကိုဆိုပြီးမှထိုသူတို့သည်ပျော်မွေ့ခြင်းကိုပြုကြ၏ဒီသားပျောက်သောသားနှစ်ယောက်မှာသားအငယ်ကမိဘဥစ္စာကိုယူပြီးဖြုံးတီးပြီးမှဒုက္ခရောက်မှပြန်လာတဲ့ခါမှာဖခင်ကဝမ်ပန်းတတာနဲ့ငါသားကအရင်ကသေးတယ်အခုရှင်းပြီအရင်ကပျောက်တယ်အခုတော့တွေးပြီဆိုပြီးတော့ပျော်မွေ့တယ်တွေ့ပွဲကျင်းပတာကိုကျွန်တော်တို့တွေ့ရတယ်အကိုကြီးကတော့မကြိုက်ဘူးသို့တော့အဖေကလည်းပြန်ချော့တဲ့ခါမှာသူဘာပြောသလဲဆိုရင်အငယ်32မှာသေ၏ညီမူကအထက်ကသေ၏ယခုရှင်၏အထက်ကပျောက်၏ယခုတွေးပြန်၏ထို့ကြောင့်ပျော်မွေ့ဝမ်းမြောက်စရာအကြောင်းရှိသည်အဲ့ဒါဘုရားရှင်နှစ်သက်တဲ့ပွဲဖြစ်မိမိပြောင်းလဲပြီး